နိုင်ငံသားရောက်လူငယ်တယောက်ရဲ့ရင်ဖွင့်တဲ့ညမောင်ကတဖြည်းဖြည်းနတ်လာပြီအလုပ်ချိန်ပြီးတော့အခန်းထဲပြန်အောင်တိုင်းဖုန်းကင်ပြီးအိမ်ကိုဖုန်းခေါ်ကြည့်တယ်ဒါမဲ့အစင်ပြေရလားဆိုတဲ့မေးခွန်းကိုကိုတိုင်းတော့မဖြေနိုင်တော့ဘူးနေတိုင်းအလုပ်လုပ်တယ်မနေ့စောစောထပြီးညာမိုးချုံမှပြန်လာတယ်လာစာထုတ်တဲ့နေ့ဆိုပျော်သိပေမဲ့လက်ထဲကပတ်စံကိုကြည့်ပြီးအိမ်ကမိဘတွေညီကိုမောင်နှမတွေကိုသတိရမိတယ်ကိုစားတာတဲ့သူတို့စားဖို့ပိုစဉ်းစားမိတယ်ကိုဝတ်တာတဲ့သူတို့အစင်ပြေဖို့ပိုတွေးမိတယ်တခါတလေ Facebook ပေါ်ကမြန်မာသတင်းတွေမြင်ရင်နဲ့တင်းကျပ်လာတယ်နိုင်ငံချင်းတွေကိုစိတ်ကူတယ်ဒီသားကိုစိတ်ကူတယ်ဒါပေမဲ့ပြန်ဖို့ကြတော့လည်းမဖြစ်သေးဘူးအိမ်ပြန်သွားရင်အလုပ်မရှိပါဘူးကြောက်တယ်ဒီမှာနေရင်အထီးကျန်တော့ဖမ်းရတယ်ဘယ်လမ်းကိုရှောက်ရမှမသိတဲ့အချိန်တွေရှိတယ်တခါတလေကိုဘွားကလမ်းပြောင်းနေတဲ့လူယောက်လိုပဲအိမ်ထဲတွေရှိခဲ့တယ်မျောလင်းချက်တွေရှိခဲ့တယ်ကိုဘွားကထေလာတယ်လွယ်အလုပ်ခွင်မှာအခက်အခဲရှိတယ်ဘာသာစကားအခက်အခဲရှိတယ်လူမျိုးသားနိုင်ငံမှာကိုယ့်ကိုနားလည်ပြီးမဲ့လည်းနေတယ်တချို့ညတွေဆိုအခန်းပြီးပိတ်ပြီးတိတ်တိတ်လေးငိုပြီးတဲ့အချိန်တွေလည်းရှိတယ်ဒါပေမဲ့နောက်နေ့မနေ့ကျတော့မျက်ရည်တုပ်ပြီးပြန်ထွက်ရပြန်ဘာလို့လဲဆိုတော့ကိုနောက်မှာမိသားစုရှိနေသေးလို့ကိုလည်းရှော့လိုက်ရင်တို့မျောလင်းချက်တွေပါတိုးပယ်သွားမှာဆိုလို့ဒီနေ့လဲစူးစမ်းနေတယ်မနေ့ပြန်လဲဆက်စူးစမ်းအောင်မယ်လမ်းပြောင်းနေတော့ရက်မနေနေရင်နေမယ်ပင်ပန်းရင်ပင်ပန်းမယ်ဒါပေမဲ့တနေ့နေ့မှာတော့ဒီအမောင်တွေကိုဖျက်ကျော်ပြီးမိသားစုရှိမှကျွန်တော်ပြန်လာပြီလို့ယုံပြီးပြောနိုင်တဲ့နေ့ကိုမျောလင်းရင်ဒီညလည်းအိတ်ဆက်လိုက်အောင်မယ်